Ua, lý này khơi lau bảo vệ, lý này của ngân này lau bạch xí vật thìဒီနေ့တနင်္ဂနွေနေ့လေးကကျွန်တော်တို့ရောက်ရဲ့အားလေးရလေးဖြစ်ပါတယ်။ဒါကြောင့်ရွှေကုန်းဘုရားတို့အစောကြီးတွားရောက်ပူမြော်ခဲ့ပါတယ်။ချွန်းတော်ဒီမှာချွန်းတော်အပေါ့ရဲ့စောရဲ့တီးလေးတွေနော်။တော်ရည်လေး။အေးရပါခီးနဲ့မိုးနဲ့ဒါလေးကတော့ဖိုးသူတော်ပေါက်စာလေးပဲဖြစ်ပါတယ်သူကကြီးစီကိုလိုက်ထူနေတာပါဒါပေမဲ့မထီပါဘူးနှစ်ယောက်သားကိုစီအလုပ်တွေမှာအားတာနဲ့ဘုရားကိုမရောက်ဖြစ်ခဲ့ဘူးဒီနေ့ကတော့အေးစစ်စစ်လေးစောစောစီစီလာရောက်ပူမြော်ခွင့်ရခဲ့ပါတယ်အဒုခပုံတို့မိမိငွေထဲတော့အခါ A few moments later. လိုင်းပေါ်မှာအရင်နာမည်ကြီးနေတဲ့ဝကျွေးတော်ကြီးဘုရားကိုကျွန်တော်တို့တွားရဖို့မျိုးဖြစ်ခဲ့ပါတယ်။နေရာကတော့မြင်းတဲ့တိုင်ပါပဲအဝင်ကတော့တယောက်တည်းတကူစားသာဝင်လို့ရပါတယ်။ပြီးတော့တကူစားတူးသေးတာဖူးမြော်ဝင်ရတဲ့ဘုရားပေါ့နော်။ကျွန်တော်တို့ဝကျွေးတွေကြည်ဖို့အတွက်ဒီဘုရားမှာဆူတောင်းကြတဲ့အတိတ်တန်ကြတယ်ပေါ့နော်။အဝင်မှာတော့ဆော့ဆော့မြင်းတဲ့တိုင်ကျင်းတယ်အထွက်မှာတော့အခြေကြီးဖြစ်သွားတယ်ပေါ့နော်ဒီသဘောကဘာကိုပြောတာလဲဆိုတော့ကြက်တဲသမျှတွေအခက်ခဲတွေဝကျွေးတွေအားလုံးကိုကျွန်တော်တို့ပြန်လည်လွတ်မြောက်သွားတယ်လို့အတိတ်ပဲဖွင့်ဆိုလို့လည်းရပါတယ်နေရာကတော့ဖျားအမှတ်49မှာရှိပါတယ်အင်္ဂါနံတောင်းကနေဝင်မယ်ဆိုလို့ရှိရင်တွေ့နိုင်ပါတယ်ခင်ဗျာကတော့ဘာလို့လဲပါကျွန်တော်တို့ရောက်မပြန်ခင်မှာတောင်မမုတ်ကမြတ်စွာဘုရားကိုလည်းတွားရောက်ပြီးတော့ဘုံမျိုးဖြစ်ခဲ့ပါတယ်တဖြည်းဖြည်းနဲ့မိုးလဲလင်းလာတော့ကျွန်တော်လည်းဘုရားပရိဝေအတွင်းမှာရှိတဲ့ကြီးညူစရာကောင်းတဲ့နေရာလေးတွေကိုစိတ်ကူးရသလိုရိုက်ဖြစ်ခဲ့ပါတယ်အားလုံးပဲဘုံမျိုးကြတော့နိုင်ပါတယ်ခင်ဗျာကဲနှစ်ယောက်သားမြောက်ဖက်ဆောင်းတိုင်းကနေပြီးတော့တလီကနေပြန်ဆင်းပါပြီမြောက်ဖက်မုတ်ကနေဆင်းတာနဲ့မတ်တိုင်ဘက်မှာကိုစားရောင်းတဲ့အဖွားရှိတယ်သူစီမာကကိုစားလေးတွေကတပူးမှ900ပဲရှိတယ်ဆိုတော့သူ့ကိုလည်းအားပေးရင်းနဲ့ကိုစားလေးတွေလည်းကျွေးကုသိုလ်လည်းယူဖို့ဗျာရွှေတကုံဖျားကပြန်ရင်အမြဲတမ်းဝင်စားနေကြဆိုင်လေးဖြစ်ပါတယ်။နာမည်ကအောင်ဒုက္ခပါ။ကျွန်တော်တို့နှစ်ယောက်အမြဲတမ်းဝင်စားနေကြဆိုင်လေးပေါ့။ဟင်းမျိုးစုံရတယ်ပြီးတော့ဟင်းချမ်းမျိုးစုံလည်းရတယ်။ကျွန်တော်တို့အကြိုက်ဆုံးတစ်ချက်ကဘာလဲဆိုတော့တန်ရှင်းတာရင်တက်ရက်တာရင်အဲဒါကြောင့်ဒီဆိုင်ကိုအမြဲလာစားဖြစ်တာ။မိတ်ဆွေတို့လည်းလမ်းကြုံရင်ဝင်စားပါတကယ် recommend ပေးပါတယ်။အရင်ကောင်းလို့ပါ။ကျွန်တော်တို့ရောက်သွားတာ9နာရီနော်။စောကြီးရှိသေးတယ်လို့ထင်တာ။ဒါပေမဲ့မစိုးတော့သူတို့ကဟိုမှာနောက်မှာဝဲ200ကျော်လားမသိဘူးအော်ရာရီတော့သူတို့မှလက်မလျော်ဖြစ်နေတော်သေးရဲ့ကျွန်တော်တို့စိုးစိုးရောက်လို့ပေါ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကြည့်ရှုပေးကြလို့အားလုံးကျေးဇူးများတင်ပါတယ်